ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာပြည်သူအုပ်ချုပ်တဲ့စနစ်ပဲသူကနိုင်ငံအုပ်ချုပ်မဲ့လူကိုပြည်သူကရွေးကောက်တင်မြှောက်တယ်ရှင်းပြရင်ဒီအခွင့်အရေးဆိုတာကျွန်တော်တို့လူနည်းစုတိုင်းရင်းသားတွေအတွက်လုပ်ပေးတဲ့အခွင့်အရေးကျွန်တော်တို့အဲ့လိုပဲမြင်တယ်ဘာဖြစ်တော့ဆိုရင်ဒီအုပ်ချုပ်ရေးစနစ်မှဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှမဟုတ်ဘူးဆိုရင်ဒီပြည်တော်စုအစစ်တို့ပြည်နယ်အစစ်တို့မှာကျွန်တော်တို့တိုင်းရင်းသားတွေပါဖို့ဆိုတာမလွယ်ဘူး။ဘာလို့ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ပညာရေးအဆင့်အတန်းနောက်ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့နောက်ခံ background ကျွန်တော်တို့ရဲ့ဒဏအင်အားကျွန်တော်တို့တိုင်းရင်းသားတွေထဲမှာရှိနေတဲ့ပညာရှင်ဘယ်လောက်ရှိတော့ပညာတတ်ဘယ်လောက်ရှိတော့ဒီအားနဲ့ကဘလို့မှမြို့ပေါ်မြို့ကြီးရလူတွေကိုကျွန်တော်တို့ရှင်းနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့တိုင်းရင်းသားတွေဒီတိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာလွတ်တော်ထဲမှာပါနိုင်ဖို့ဆိုတာဘယ်တော့မှလမ်းမရှိဒီတော့ရေကောက်ပွဲကနေဖြစ်လာတဲ့လွတ်တော်ဖြစ်လာတဲ့အစိုးရမှတာကျွန်တော်တို့လူနည်းစုတွေကနေရာရတာဥပမာဒီလိုရေကောက်ပွဲလုပ်ပေးလိုက်တဲ့အတွက်ကြောင့်ဥပမာကျွန်တော်တို့ဒီဒေသမှာရှိတဲ့တိုင်းသားတွေစီလုံးညီညွတ်ရင်ဒီဒေသကလူကလွတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။နောက်အစိုးရဖွဲ့တဲ့ပါသွားမယ်။ရှင်းပြရင်တိုင်းပြည်တစ်ခုလုံးကိုအုပ်ချုပ်တဲ့တာဝန်ကိုထမ်းဆောင်ပိုင်ခွင့်ရသွားမယ်။ဒါကျွန်တော်တို့အတွက်အထူးအခွင့်အရေး။ဒါကြောင့်ဒီရွေးကောက်ပွဲတွေဟာကြံတဲ့လူမျိုးကြီးတွေထက်ကျွန်တော်တို့အင်အားနေတဲ့တိုင်းသားလူမျိုးတွေအတွက်ပိုပြီးတန်ဖိုးရှိတယ်လို့ကျွန်တော်အဲ့ဒါပြောချင်တယ်။နောက်ကျွန်တော်တို့တိုင်းသားတွေလွတ်တော်တဲ့ရောက်မှကျွန်တော်တို့ဒေတာအတွက်ပြောပေးလို့ရမှာ။နောက်တစ်ခုကဘာလို့ဆိုရင်ပါတီကြီးနဲ့ကျွန်တော်တို့နဲ့မတူဘူး။ပါတီကြီးကတော့သူကလွတ်တော်ရေကောက်ပွဲပြီးရင်သူကအစိုးရဖွဲ့မယ်အစိုးရဖွဲ့ပြီးရင်သူကတိုင်းပြည်တစ်ခုလုံးကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့ဒါသူ့ရဲ့အရေးကြီးဆုံးအလုပ်ကျွန်တော်တို့တိုင်းနာပါတီတွေကြတော့လွတ်တော်ထဲရောက်ပြီဆိုရင်ကိုယ်ဒေတာကိုဘယ်လိုကောင်းအောင်လုပ်မယ်ကျွန်တော်တို့ကြတော့ဒေတာကိုဘယ်လိုကောင်းအောင်လုပ်မယ်သူတို့ကြတော့နိုင်ငံကိုဘယ်လိုကောင်းအောင်လုပ်မယ်အဲ့တော့ပါတီကြီးတွေကဒီဒေတာတစ်ခုချင်းကိုအောက်ခြေထိသူတို့မစင်းနိုင်အဲ့တော့ဒေတာခံပြီးလွတ်တော်ထဲရောက်ဖို့တာအရေးကြီးဆုံးပါလို့ကျွန်တော်အဲ့ဒါပြောချင်တယ်အခုကျွန်တော်တို့ဒီ2020ရွေးကောက်ပွဲပြီးတော့2025အထိကျွန်တော်တို့နိုင်ငံရေးအခြေအနေကြောင့်ကျွန်တော်လွတ်တော်လည်းမရှိတော့အဲ့တော့ဒီ9နှစ်တာကာလအတွင်းမှာကျွန်တော်ဒေတာတစ်ခုလုံးဖွံ့ဖြိုးရေးလုပ်ငန်းတွေအကုန်လုံးရပ်ထားရတယ်။အဲဒီဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ့်အလုပ်တစ်ခုမှမလုပ်ပေးနိုင်ဘူး။မလုပ်နိုင်တဲ့အပြင်တချို့နေတွေဆိုရင်အကုန်လုံးပျက်စီးသွား။အဲ့တော့ဒီ9နှစ်အတွင်းမှာကျွန်တော်တို့လည်းရှင်းပြရင်ဒီဒေတာကိုအများအားလုံခြုံရှိအောင်ဆိုပြီးတော့ကျွန်တော်တို့တော်တော်လေးပေးဆက်လိုက်ရတယ်ကျွန်တော်တို့တိုင်းပြည်ရှင်နေတအားဆိုးလာတဲ့အခါကျွန်တော်တို့ကဘာတွက်တော့ဆိုတော့ငါတို့ဒေတာကတော့အေးချမ်းမှဖြစ်မယ်အနည်း30ကျော်ခက်ခဲနဲ့ငါတို့တည်ဆောက်ထားတာစာတင်ကျောင်းတစ်ကျောင်းရဖို့လည်းမလွယ်တရားတစ်စင်းရဖို့လည်းမလွယ်လမ်းတစ်လမ်းရဖို့လည်းမလွယ်နောက်မီးရဖို့လည်းမလွယ်ဒီဖုန်းတာဝါတိုင်တိုင်ရဖို့ဆိုတာအပေါက်အောင်တော့ပြောပြီးတော့မှရလာတဲ့တာဝါတိုင်အဲ့တော့ဒီအရေးတွေတမနဲ့ထဲနဲ့တလရဲနဲ့အကုန်လုံးပြန်ပြည့်စည်သွားမယ်စီဒီအရာတွေကိုကျွန်တော်တို့အနည်း30ပြန်လုပ်ရအောင်ပါအဲ့တော့အဖြစ်မခံနိုင်ဘူးအဖြစ်မခံနိုင်တော့ဒီဒေသမှာအများဆုံးကဘယ်လိုတော့ပိုးဘိုးအတိုင်ခံတာဝန်ယူကျွန်တော်တို့အဲ့လိုလုပ်ရမှာဘိုးအတိုင်ခံတာဝန်ယူလိုအပ်တဲ့ဗဏ္ဍာရပုံငွေလည်းဘိုးတိုင်ခံဖြည့်ရှင်းဘိုးတိုင်ခံတာဝန်ယူလိုအပ်တဲ့စစ်သားလည်းဘိုးတာဝန်ယူ
လိုအပ်တဲ့လုံခြုံရေးကိစ္စအဝဝစံစီစိတ်ခါအကုန်လုံးပိုးတောင်းရင်ဘာလို့ဆိုကျွန်တော်တို့ပိုးတွေကအပြည့်စည်းမခံနိုင်ဘူးကျွန်တော်တို့အိမ်တွေကျွန်တော်တို့နှမျောတယ်ကျွန်တော်တို့ရွာကျွန်တော်တို့နှမျောတယ်ကျွန်တော်တို့ခက်ခဲနဲ့တိဆောက်ထားရတာအဲ့တော့ကျွန်တော်တို့အပြည့်မခံနိုင်ဘူးရအောင်တာဝန်ယူပြီးကာမယ်ဆိုတဲ့စိတ်နဲ့ဒီ9နှစ်လုံးကျွန်တော်တို့အဲ့ဒါပဲလုပ်ရတယ်အဲ့လိုကျွန်တော်တို့ပေးဆက်ပြီးကျွန်တော်တို့လှုပ်လိုက်တဲ့အတွက်ကြောင့်ချင်းမြောင်းဒီဒေတာမှာဆုံးရှုံးမှုသူများဒေတာသက်ဆိုင်ကျွန်တော်တို့အများကြီးနေပါတယ်သူများဒေတာသက်ဆိုင်တော့ကျွန်တော်တို့အများကြီးတက်တာပါတယ်လို့အဲ့တော့ကျွန်တော်တို့အဘဦးအောင်ငန်းကြီးကပြောတော့ဆိုတော့အရေးကြီးဆုံးကတော့ပြည်သူတွေဘေးကင်းဖို့လိုတယ်ပြည်သူတွေဘေးကင်းတဲ့အလုပ်ကိုပဲလုပ်ပါကျွန်တော်တို့အဲ့ဒီစကားတစ်ခုမဲ့မှာအဲ့ဒါနဲ့ကျွန်တော်တို့ကရအောင်ဒီဒေတာကိုကျွန်တော်တို့ကာကွယ်တယ်ကာကွယ်ပြီးတော့အခု2025ရွေးကောက်ပွဲရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ကရွေးကောက်ပွဲကအရင်စနစ်နဲ့မတူတော့အရင်တော့များတဲ့လူနိုင်ဥပမာ50ခုရတဲ့လူကနိုင်50ရတဲ့လူကရှုံး100နဲ့တခုရတဲ့လူကနိုင်100ရတဲ့လူကရှုံးအဲ့လိုမျိုးအဲ့တော့ရှုံးတဲ့လူကအများကြီးနေတာဘာလို့ဆိုသူ့မဲပေးတဲ့ပြည်သူတွေကတနိုင်ငံလုံးဆိုတန်းနဲ့ရှိတယ်ဒါပေမဲ့သူ့ကိုယ်စားလှယ်ကလွတ်တော်တဲ့တရားမှမရောက်အဲ့တော့သူကဘာပြန်တွက်ပြီးတော့ဆိုတော့နိုင်ငံတော်ကဒီတိုင်းသားလူနည်းစုတွေဒီအချိုးချကိုစားပြုစနစ်နဲ့လွတ်တော်တဲ့ပါဝင်ခွင့်ရအောင်ဆိုပြီးတော့မှဥပမာတစ်မျိုးနဲ့ချင်းဆိုရင်ကျွန်တော်တို့မနိုင်ဒါပေမဲ့မျိုးနဲ့10ခု12ခု13ခုလောက်ပေါင်းတဲ့အခါကျတော့ကျွန်တော်တို့က3ယောက်5ယောက်အဲ့လိုကိုယ်စားလှယ်အရွေးခံရရင်ကျွန်တော်တို့ကပါလို့ရသွားအခုကအဲ့ဒီစနစ်ပါအဲ့ဒီစနစ်ပါလာတဲ့အခါကျတော့ကျွန်တော်တို့ကရှင်းပြောရင်ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်ဒီတစ်ခေါက်ကျွန်တော်တို့အယောက်50ဝင်ပြိုင်တယ်မြို့နယ်ပေါင်း73မြို့နယ်ကျွန်တော်တို့ပြိုင်တယ်ဘာလို့မြို့နယ်ပေါင်းအများကြီးပြိုင်ရတော့ဆိုတော့ဒီအချိုးကျကိုစားပြုစနစ်မြို့နယ်ပေါင်း73မြို့နယ်ပေါင်းရမယ်မဲတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့အများကြီးပြိုင်ရတယ်နောက်တစ်ခုကဘာတော့ဆိုတော့ကျွန်တော်တို့လွတ်တော်တဲ့တန်း10နှစ်ကျွန်တော်ကိုယ်တိုင်10နှစ်သွားခဲ့တာအဲ့ဒီ10နှစ်မှာကျွန်တော်တို့ကောင်းကောင်းလုပ်ပေးခဲ့တာကဟိုပုံးစီဆိုင်ပင်လောင်း3မြို့နယ်ပဲလုပ်ပေးရတယ်ကျန်တဲ့မြို့နယ်တွေကြတော့ကြိုကြားပဲကျွန်တော်တို့လုပ်ပေးနိုင်တယ်ထိရောက်မလုပ်ပေးနိုင်အဲ့တော့ဒီတစ်ခေါက်ကြတော့ PR အချိုးကျကိုစားပြုစနစ်ဆိုတဲ့ပါလာတဲ့အခါကျတော့ဥပမာပြည်နယ်လွတ်တော်ကိုယ်စားလှယ်များတဲ့လူကနိုင်တဲ့ဟာကတယောက်နောက်တစ်ယောက်ကအချိုးကျနဲ့ဖြစ်သွားအဲ့ဒီအချိုးကျနဲ့ကြတော့သူက73မြို့နယ်မဲပေါင်းရတဲ့အခါကျတော့အဲ့73မြို့နယ်မဲပေါင်းရင်ကျွန်တော်တို့က9ယောက်ရမလား6ယောက်ရမလား9ယောက်ရမလားအဲ့လိုဖြစ်လာတဲ့အခါကျတော့အဲ့ဒီ PR နဲ့နိုင်တဲ့လူကဥပမာညောင်ချီမြို့နယ်လဲဝင်လုပ်ပေးလို့ရရက်ဆောက်လဲတွားလုပ်ပေးလို့ရဥပမာဟိုမောင်းမယ်လဲတွားလုပ်ပေးလို့ရသူက73မြို့နယ်လုံးဆိုင်အဲ့လိုဖြစ်တယ်အဲ့တော့ဒီတစ်ခေါက်ကညောင်ချီမြို့နယ်ဆိုရင်အမျိုးသားလွတ်တော်ကျွန်တော်တို့ပြိုင်လေပြည်သူလွတ်တော်ပြိုင်လေပြည်နယ်များရနိုင်ပြိုင်လေ PR လည်းပြိုင်လေအဲ့တော့ရှင်းပြောရင်ကျွန်တော်တို့ကရေကောက်ပွဲနိုင်ရှင်တယ်ဆိုတာကကျွန်တော်တို့လူကြီးဖြစ်ချင်တာကျွန်တော်တို့ဒေတာကိုထိရောက်ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဆောင်ရွက်ချင်တဲ့စိတ်တစ်ခုပဲရှိတယ်အခုကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ရွေးတာရောက်50များသောအားဖြင့်40အသက်40တန်းတွေများပါတယ်40အောက်တွေများတယ်အသက်ကြီးပိုင်းသိမ့်မပါကျွန်တော်ဆိုရင်လွတ်တော်ဆက်သွားလို့ရသေးတယ်10နှစ်နောက်10နှစ်ဆက်သွားလို့ရကျွန်တော်တို့မသွားတော့နောက်ကျွန်တော်တို့အရင်လူဟောင်းတွေတရားမှမသွားတော့ပညာအရေးချင်းလဲကျွန်တော်တို့
ဘွဲ့မရရင်ကျွန်တော်တို့သွားခွင့်မပေးဘူးဘွဲ့ကိုလည်းကျွန်တော်တို့ကြည့်တယ်နောက်အသက်ကြီးရင်လည်းကျွန်တော်တို့ပေးမသွားဘူးကျွန်တော်တို့ရွေးလိုက်တဲ့လွတ်တော်ကိုယ်စားလှယ်အနည်းဆုံးနှစ်20လောက်နိုင်ငံရေးလုပ်လို့ရတဲ့အသက်အရွယ်ပဲကျွန်တော်တို့ရွေးတယ်ရှင်းပြောရင်နောက်10နှစ်အနည်း20ထိကျွန်တော်တို့သူတို့ကိုဒီဒေတာဖွံ့ဖြိုးရေးလုပ်ခိုင်းဖို့ကျွန်တော်တို့ရည်မှန်းထားတယ်အဲ့တော့ကျွန်တော်တို့ဒီ2025 2026ရေကောက်ပွဲမှာကျွန်တော်တို့ညောင်ရွှေမြို့နယ်အနေကျွန်တော်တို့ PNO ပါတီအနေနဲ့ကျွန်တော်တို့မဲအောင်ချင်တယ်ကျွန်တော်တို့မဲအောင်မှလည်းဒီညောင်ရွှေမြို့နယ်ကိုဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ PPCC ဆောင်ရွက်နိုင်မယ်ဒါကြောင့်ကျွန်တော်တို့မဲအောင်ဖို့အတွက်ကျွန်တော်တို့ညီနောင်တိုင်းသားအားလုံးဒီတစ်ချိန်လေးတော့ကျွန်တော်တို့အားပေးပေးပါလို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်